3ကိုရွေးချယ်ထားတဲ့သူတွေအတွက်ပေါ့နော်သူသိရမယ့် message ကပါလဲဆိုတဲ့အခါမှာပေါ့နော်ကိုလာပြီးတော့ကိုရဲ့ ancestor ဘုတ်ပိတ်ပြနေရပြောတာကိုလာပြီးတော့ကူညီနိုင်မဲ့သူတွေချိတ်ဆက်ပေးမှာဖြစ်တယ်နော်လာပြီးတော့ကူညီပေါင်းဆက်ပြီးတော့အလုပ်တွေတူတွဲလုပ်တာမျိုးပေါ့နော်ကိုကူညီပေးမဲ့သူတွေရှိတယ်union ပေါင်းဆက်ပြီးတော့အလုပ်တွေလုပ်ပြီးတော့အောင်မြင်နိုင်တဲ့အနေအထားမျိုးလေးရှိတယ်ကူညီပေးမဲ့သူတွေကိုစေလွတ်ပေးမှာဖြစ်တယ်တဲ့နောက်တစ်ခါသူတို့ကလည်းအပေါ်ကနေပြီးတော့စောင့်ကြည့်တယ်စောင့်ပြီးတော့ကြည့်ရှုပြီးတော့ကိုဘယ်လောက်ထိပြောင်းလဲသွားပြီလဲဆိုတာလိုက်ပြီးတော့ကြည့်ရှုနေတာဖြစ်တယ်ကိုဘယ်လောက်ထိပြောင်းလဲသွားဆိုတော့ကိုယ့်ရဲ့ materials wall မှာရှိတဲ့ပစ္စည်းဥစ္စာစီးစိမ်ပစ္စည်းဥစ္စာတွေတိုးတက်သွားတာကိုဆိုလိုတာမဟုတ်ဘူးသူကဘာကိုဆိုလိုတာလဲဆိုတော့ကိုယ့်ရဲ့ personal ပေါ့နော်လူတစ်ယောက်ဖြစ်လာပြီးဆိုရင်ကိုကရင်ကစိတ်ပုတ်စိတ်ဖြစ်တယ်ဆိုကိုကသူတို့ကောင်းဖြန့်ဖြစ်သွားတယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာတွေအကုန်လုံးပြောင်းလဲမှုတွေtransformation ပြောင်းလဲမှုတွေဖြစ်ဖို့ဒီ stage မှာစူးစမ်းမှာဖြစ်တယ်သူတို့ကလည်းလိုက်လံပြီးအဲ့ဒါကိုပံ့ပိုးပေးနေတယ်ကူညီပေးနေတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီး transformation လုပ်ရမယ်ဆိုရင်ကိုပြောင်းလဲရမယ်ကောင်းမွန်တဲ့ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်အောင်စူးစမ်းမှာဖြစ်တယ်တဲ့နောက်တစ်ခါပါလဲဆို accessory ကကိုယ့်ရဲ့ဘိုးဘေးပြည်ပြည်နဲ့ဘာတွေကိုပြောချင်တာလဲဆိုကိုယ့်ဘက်ဝင်ရှင်မှာရှိတဲ့လူတွေကပေါ့နော်ကိုယ့်ဘက်ဝင်ချင်ကြောင်းလူတွေကမဟုတ်ပါကိုယ့်ပေါ်မှာတက်ရောက်မှုတွေဖြစ်ပြီးတော့ကိုကစိတ်တွေရှုပ်ထွေးနေတာမျိုးဒီလိုမျိုးလေးတွေဖြစ်နေတာကိုကအမြင်မကြည့်တာမျိုးပေါ့နော်အမြင်မကြံဖို့ကိုကရှင်းရှင်းလေးလေးနဲ့ကောင်းမွန်တဲ့ energy ကိုမခံစားရတာမျိုးဖြစ်နေရပေါ့နော်ကိုကတက်လန်းနေမှာလာပြီးတော့သူတို့ရဲ့ energy တွေနဲ့ရှုပ်ထွေးနေတာမျိုးလေးတွေဖြစ်တယ်ပေါ့နော်အဲ့တော့ခါကျကိုပတ်ဝန်းကျင်နေကိုနဲ့ပတ်သက်တဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေရဲ့မကောင်းတဲ့ energy တွေကိုရှင်းလင်းရေးလုပ်ပါဆိုတာ negative energy ရှင်းလင်းတာမျိုးပေါ့ကိုယ့်ရဲ့အိမ်မှာရှိတဲ့ energy flow ကောင်းအောင်လို့ပေါ့နော်အိမ်ကိုတန်ရှင်းလောက်တာမျိုးပေါ့နော်ရေမွှေးလေးနဲ့ဖြန်းပေးတာမျိုးကိုနေရာအိမ်နေရဲ့နေရာတွေကိုနေရဲ့နေရာတန်ရှင်းလောက်တာမျိုးဖျားဆင်တန်ရှင်းလောက်တာမျိုးပေါ့နော်ငါတို့ခါချာသူများတွေနဲ့လုပ်ငန်းခွင်မှာပဲဖြစ်ဆိုပြောဆိုဆက်ဆံပြီးွားကိုနီနာပတ်ဝန်းကျင်မှာရှိရဲပေါ့နော်လူတွေဟာကိုပေါ်မှာသူရဲ့ energy တက်ရောက်မှုဖြစ်မှာဆိုရင်ဟိုပေါ့နော် crystal တွေနဲ့ cleansing လုပ်တာမျိုးအမွှေးထိုင်မျိုးရေမွေးဖြန်းလိုက်တာမျိုးဒီလိုမျိုးနဲ့လည်းကိုယ့်ရဲ့ energy ကို cleansing လုပ်လို့ရတယ်နောက်တစ်ခါစားတွေနဲ့ပေါ့နော်လက်ကိုပို့ထိုက်ပြီးဆေးလိုက်တာမျိုးပေါ့နော်စားနဲ့ရေချိုးတာမျိုးဒီလိုမျိုးရပြီ energy ကို cleansing လုပ်ပေးပါကိုမှရှိအခန်းအိမ်တွေပါတွေကိုပဲရှင်းပေးပါပေါ့ energy flow ကောင်းအောင်လို့လေဝင်လေထက်ကောင်းတခါတွေဖွင့်တာမျိုးပေါ့နော်ဒီလိုမျိုးလေးတွေလည်းလုပ်ပေးပါဆိုတဲ့ message ကိုသူပြောတယ်ပေါ့နော်ကိုနောက်တစ်ခါသူများတွေရဲ့ energy ကကိုယ့်ပေါ်မှာလာပြီးတော့တက်ရောက်မှုမဖြစ်အောင်လို့ကိုစူးစမ်းမှာဖြစ်တယ်အဲကြောင့်သူတို့ကြောင့်မို့လို့ကိုယ့်မှာလာပြီးတက်ရောက်ပြီးတော့စိတ်ပိုင်းဆိုင်ရာရှုပ်ထွေးမှုတွေဖြစ်တယ်ကြည်ကြည်လင်လင်နဲ့clear ဖြစ်နဲ့ကြည်ကြည်လင်လင်မဖြစ်ဘဲနဲ့ဘာမှကောင်းကြည်ကြည်လင်မမြင်နိုင်ဘူးဖြစ်နေတယ်ပေါ့နော်နေစဉ်ဘဝထိတွေ့တဲ့လူတွေသူတို့ကထုတ်လွှတ်တဲ့ energy ပေါ်မှာကိုယ့်ပေါ်မှာအများကြီးတက်ရောက်တဲ့အတွက်ကြောင့် energy cleansing လုပ်ပါတဲ့negative energy ကို cleansing လုပ်တဲ့ high frequency music တွေဖွင့်တာမျိုးပေါ့နော်အဲ့လိုမျိုးတွေလုပ်တယ်နောက်စားနဲ့ရေချိုးမယ်နောက်တော့ secret တိုက်တာမျိုးဒီလိုတွေစားနဲ့လက်ကပို့ပြီးတော့ဆေးကြောတာမျိုးရေမွှေးဖြန်းတာမျိုးအိမ်ကိုတန်ရှင်းအောင်လေဝင်နေတဲ့ကောင်းအောင်လုပ်တာမျိုးဒီလိုမျိုးလေးတွေလုပ်ပါတဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုတန်ရှင်းလုပ်ပါ energy cleansing လုပ်ပါတဲ့နောက်တစ်ခါကိုယ့်ဘဝထဲမှာမသက်ဆိုင်တော့တဲ့ကိုယ့်ရဲ့ relationship တွေမှာမသက်ဆိုင်တော့တဲ့လူတွေကိုယ့်ရဲ့မကောင်းတဲ့ energy တွေနဲ့ပတ်သက်ခဲ့တဲ့လူတွေနဲ့ပတ်သက်ပြီးလက်ကိုလုပ်လိုက်ပါကိုယ့်ရဲ့ခန္ဓာကိုယ့်ရဲ့ထဲမှာကိုယ်မှာရှိရဲ့ energy ကို cleansing လုပ်လိုက်ပါဒါမှသာလေကိုယ်ကောင်းမွန်တဲ့လူတွေလက်တွဲပေါ်ကကိုယ့်ဘဝတွေရောက်လာမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ဒါလက်တွဲပေါ်ပဲဖြစ်သူပဲဖြစ်ပေါ့နော် relationship ပတ်သက်မှုတွေမှာမကောင်းတဲ့လူတွေကိုလက်ကိုလုပ်လိုက်ပါပေါ့တဲ့လက်ကိုလုပ်လိုက်ပါလို့ပြောတယ်နောက်တစ်ခုကကြတော့ဘာလဲ message ပေးရလဲဆိုတော့ကိုပါပေါ့နော်ဒီခုရှိနေတဲ့နေရာမှာတဲ့ခုရှိနေတဲ့နေရာမှာကိုအတွက်ကပေါ့နော်ကိုအတွက်ကဘာမှရဆရာမရှိဘူးဖြစ်နေရပေါ့နော်ဘာမှရဆရာမရှိဘူးတက်လည်းမရှိဘူးဖြစ်နေရဒါကြောင့်မို့လို့ကိုရဲ့ပုံကိုကိုရဲ့ ancestor တွေဘိုးဘွေးပြနေကိုရဲ့ spirit တွေနော်ဒါပေမဲ့ကိုရဲ့စောင့်ရှောက်နေတဲ့ပုံကိုတွေနဲ့ချိတ်ဆက်အမြ data ပို့အမြတမ်းပေးဝေချိတ်ဆက်ပြီးအခါကျကိုလမ်းပြခိုင်းနေဆိုရင်တော့ကောင်းမွန်တဲ့နေရာတစ်ခုကိုသူတို့ကနေပြီးတော့လမ်းပြညွှန်ပေးမှာဖြစ်တယ်ပေါ့လမ်းညွှန်ပြတာပေးမှာဖြစ်တယ်ပေါ့နော်ဘာလို့ဆိုတဲ့အခါကျတော့အခုရေရထားတော့ရေတွင်းပေါ့နော်အဲ့ရေတွင်းကိုပြန်ပြင်မှာလားတို့ပိုကောင်းတဲ့နေရာရှိရ resource ကောင်းရှိရရေရှိရနေရာစီသွားမှာလားပေါ့အဲ့ရေရှိရနေရာကိုသွားမှာဖြစ်တယ်တရားကလာကူညီမှာလားဆိုပြီးတော့ကိုကျိုးနဲ့ချပြီးလာကူညီမှာလားဆိုတာလည်းမမျော်လင့်နဲ့တဲ့ဆိုလိုတာဒီပြည်တွင်းကိုလည်းပြင်းမနေနဲ့ဒီမှာဘာမှရဆန်မရှိတော့ဘူးတဲ့အဲ့ဒါကကြဆိုလိုတာဒီမှာ resource တွေဘာမှမရှိတော့ဘူးမင်းတို့အကျိုးပေးတဲ့နေရာမဟုတ်တော့ဘူးအဲ့ဒါကခြားနေရာကိုပြောင်းသိမ်းစရာရှိရင်ပြောင်းလိုက်အဲ့လိုမျိုးပြောင်းဖို့အတွက်ကိုယ့်ရဲ့ separate တွေကနေပြီးတော့ guide
guide လုပ်ပေးနေတယ်ကိုယ့်ရဲ့သွားမယ်နောက်ထပ် next destination တွေအတွက်ကိုကနေပြီးတော့လုပ်ပေးတယ်အခုရရှိခဲ့တဲ့ဟိုဒီနေရာမှာအလုပ်လုပ်ခဲ့တဲ့အောင်မြင်ခဲ့တဲ့လူမျိုးတွေနဲ့ပတ်သက်ပြီးတော့ကိုကတော့ gratitude လုပ်လိုက်ပါကျေးဇူးတင်လိုက်ပါကိုရရှိခဲ့တာလေးကျေးဇူးတင်လိုက်ပြီးတော့ခုပိုင်လုပ်လိုက်ပါပေါ့နော်အဲ့လူတွေနဲ့ပတ်သက်ပြီးတော့လည်းခုပိုင်လုပ်ရင်လုပ်ရမယ်ဒါမှမဟုတ်လည်းနေရာတစ်ခုနဲ့ပတ်သက်ပြီးပြောင်းလဲမှုတွေလုပ်ငန်းတစ်ခုနဲ့ပတ်သက်ပြီးပြောင်းလဲမှုတွေနေရာတစ်ခုကိုပြောင်းသွားရတာမျိုးဒီလိုမျိုးတွေလည်းရှိမှာဖြစ်တယ်တဲ့နော်အဲ့တော့နောက်တစ်ခါကျတော့ဘာကိုပြရလဲဆိုတဲ့ခါကျကိုကပေါ့နော်ပြောင်းလဲမှုတွေနဲ့ကြုံပြီးတော့နေရာတစ်ခုကို destination တစ်ခုအနေနဲ့သွားမှာဖြစ်တဲ့ချောင်းမို့လို့ကိုကပေါ့နော်သင်္ဘောစီးပြီးတော့ဘဲတောင်ကန်းကက်လို့ဘဲကိုသွားရမယ်တော့လမ်းတော့မသိဘူးဒါပေမဲ့ဘာလဲလမ်းမသိတဲ့ area အသေးတစ်ခု new area ကိုသွားနေရတာဖြစ်တယ်ဒါပေမဲ့အဲ့ဒီမှာ new area ကိုသွားပြင်မဲ့လေကိုမဲကကောင်းချင်းတွေကိုတွဲကောင်းမွန်တဲ့နေရာကိုရောက်ရှိသွားမှာဖြစ်တယ်ပေါ့နော်အဲ့ခါကျတော့သွားနေတယ်ခုနကပြော destination တော့မသိဘူးဒါပေမဲ့လို့လဲကိုနဲ့မရင်းနှီးတဲ့နေရာတစ်ခုလည်းဖြစ်မရင်းနှီးတဲ့အလုပ်လည်းဖြစ်မယ်ကိုပဲကောင်းကန်းကတ်လို့ပဲကန်းကတ်ရမယ်မသိဘူးဒါကိုရဲ့စိတ်အတွေးထဲမှာဖြစ်နေပါတော့ဒါပေမဲ့ရှေ့ဆက်ပြီးတော့လုပ်ပါတဲ့အောင်မြင်နိုင်ပါတယ်တဲ့နောက်ထပ်ကကျတော့ကိုကအဲ့အလုပ်ခန်းနဲ့ပဲပတ်သက်ပြီးအဲ့နေရာမှာပဲကိုကပို့ပြီးတော့တောက်ပတဲ့လူတယောက်နေရာတစ်ခုမှာပေါက်ပတဲ့လူတယောက်ဖြစ်သွားမှာဖြစ်ပါတယ်တဲ့အောင်မြင်မဲ့သူလားဖြစ်တယ်နောက်တစ်ခါကိုရဲ့ crown တွေပြန်ရသွားမှာဖြစ်တယ်ကိုရဲ့ leadership တွေပေါ့နော်ကိုရဲ့ဦးဆောင်နိုင်စွမ်းတွေကိုရဲ့တာဝန်ယူမှုတာဝန်ခံမှုတွေကို confidence ဖြစ်မှုတွေယုံကြည်မှုတွေเนาะဒါယုံကြည်မှုတွေလည်းတိုးထားမယ်ကို emotion လည်းကောင်းမယ်စိတ်ပိုင်းဆိုင်ရာလည်းကောင်းမယ်ရုပ်ပိုင်းဆိုင်ရာလည်းလုံခြုံမှုတွေရှိနေမယ်နေရမှန်လူမှန်နေရမှန်လူမှန်ဒီလိုမျိုးပြောင်းလဲမှုတွေကဖြစ်ပေါ်လာမှာဖြစ်တယ်တဲ့เนาะအဲ့ဒီခါကျတော့ကိုကပေါ့เนาะကောင်းမွန်တဲ့အရာတွေပေါ်မှာပဲ focus ထားပြီးတော့ကောင်းမွန်တဲ့ဟာတွေရောက်ကိုပွားတွေပြောင်းလဲထားတဲ့ခါမှာကောင်းမွန်တော့ပြောင်းလဲခြင်းတော့ကိုယ်စီမှာကောင်းတာတွေဖြစ်လာတယ်လို့ပဲစိတ်ထဲမှာတွေးထားလိုက်ပါတဲ့ဒါနေရမှန်လူရမှန်ဖြစ်တယ်နောက်ကအဲ့ချိန်မှာပဲကိုယ်မှာရဲရင်နဲ့တက်တီတွေနဲ့ချင်းသိတဲ့တကောင်လိုမျိုးပါတယ်ဆိုရင်ဥဆောင်နိုင်စွမ်းနဲ့တက်တီတွေကိုမှရှိပြီးကို self confidence ရှိနေနေနိုင်ပြီးတော့လုံခြုံပြီးတော့ကာကွယ်မှုတွေလည်းရရှိသွားမှာဖြစ်တယ်ပေါ့ပြောင်းလဲခြင်းနေရာတစ်ခုကိုပြောင်းလဲခြင်းအလုပ်တစ်ခုကိုပြောင်းလဲခြင်းဒီလိုမျိုးတွေကကိုဘွားတဲ့ကောင်းမွန်တဲ့အရာတွေဖြစ်တယ်တဲ့နော်ဒါကတဲ့ကိုရဲ့စောက်ရှောက်တဲ့ပုံကိုယ်တွေကနေရာတစ်ခုကိုချိန်ခိုင်းလိုက်တာဖြစ်တယ်ပေါ့နော် location တစ်ခုကိုချိန်ခိုင်းတယ်လို့မဟုတ်လေလူတွေနဲ့ပတ်သက်ပြီးတော့ဒီလူနဲ့မပေါင်းအောင်ဒီလိုခွဲ separation လုပ်လိုက်တယ်နေရာတစ်ခုကိုရွှေ့လိုက်တယ်လိုမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါ spirit တွေကလောက်တာဖြစ်တဲ့ကြောင့်မို့ကောင်းတယ်ပေါ့နော်ကိုရဲ့ ancestor တွေကစီစဉ်ထားတဲ့ plan တစ်ခုတာဖြစ်တယ်ပေါ့နော်နောက်တစ်ခါဘာလဲဆိုတဲ့အခါကျကိုကတဲ့လူတိုင်းအတွက်မဟုတ်ဘူးတဲ့နော်ကိုကထူးခြားတဲ့လူတစ်ယောက်ဖြစ်တဲ့ကြောင့်ကိုကလူတိုင်းအတွက်လိုက်ပြီးတော့ဖြည့်ဆည်းပေးနေစရာလည်းမလိုဘူးပေါ့နော်အဲ့တော့ဆိုလိုတာဘာလဲဆိုရင်ကိုကအားလုံးနဲ့မှထူးခြားတဲ့သူဖြစ်တယ်ကိုမှထူးခြားတဲ့ပါရမီတွေရှိတယ်နော်ထူးခြားတဲ့ပါရမီတွေရှိတယ်တဲ့နောက်တော့ကိုနဲ့မသက်ဆိုင်ကိုနဲ့ကိုပဋ္ဌာန်းဆက်ပဲကိုကဲမဲကျန်တဲ့သူတွေကကိုနဲ့မဆိုင်ဘူးဆိုလိုမျိုးအဲ့လိုမျိုးပေါ့နော်ကိုကလူတိုင်းအတွက်ပေါ့နော်မကောင်းတဲ့လူတွေအတွက်ကိုကိုပြောဟွာအကျိုးမပေးတဲ့လူတွေအတွက်ကိုကလိုက်ဖြည့်ဆည်းပေးနေစရာအကြောင်းမရှိဘူးအဲ့တော့ကိုကလူတိုင်းအတွက်မလိုအပ်ဘူးတဲ့နော်လူတိုင်းအတွက်မွေးလာတာမဟုတ်ဘူးတဲ့နော်ကိုကထူးခြားတဲ့သူဖြစ်တယ်နောက်ထပ်ဘာဒါကိုရဲ့စိတ်ရဲ့အတွေးတွေကိုရဲ့လက်ခံနိုင်စွမ်းအားတွေ perspective ပေါ်မှာမူတည်ရဲဆိုလိုတာဘာလဲဆိုတဲ့အခါကျတော့ကိုကပေါ့နော်ကိုကိစ္စတစ်ခုကိုကြည့်ရခါမှာပေါ်ရင်ကိစ္စတစ်ခုကိုကြည့်ရခါမှာပေါ့နော်ကိုပဲသူ့ပဲအမြင်ပေါ့နော်အဲ့လိုမျိုးတွေနဲ့ကြည့်ပါပေါ့နော်တစ်ဖက်တည်းလည်းမကြည့်ပါနဲ့နောက်တော့ grounding ယူပါတဲ့နောက်တစ်ခုကဘာလဲဆိုကိုကနေရာအသစ်တစ်ခုကိုထုံမဟုတ်နေရာအသစ်တစ်ခုကိုပြောင်းလဲတာမျိုးရွှေ့ရတဲ့တောင်မို့လို့ကိုကဘာလဲဆို adventure key ကိုသွားနေအစွန်းစား key ရဘာဖြစ်မှလဲမသိဘူးရှင်ထိတ်တဲထဖို့အဲ့လိုမျိုးစားချက်တွေဖြစ်နေပဲဒါပေမဲ့လို့လေပုံကိုပိုင်းဆိုင်ရာတွေကိုရဲ့ဘိုးဘေးပြီးရင်ဒါတစ်ခုကိုပြောင်းလဲစေချင်တာဖြစ်တဲ့ yes လို့ဒါပြောပြီးတော့ဒီပြောင်းလဲမှုကိုကြည်ကျင်တဲ့တက်ကြီးလက်ခံပြီးပြောင်းလဲလိုက်ပါတဲ့နောက်တစ်ခါကိုမှရှိရဲ့အတိတ်ဘွားဟောင်းကတော့ဆက်ခဲ့တဲ့အကိုတွေအဖေတွေအဖိုးတွေဒီလိုမျိုးတွေကကိုစောက်ရှောက်ပေးနေတာဖြစ်တဲ့ကာဝယ်မှုတွေဖြစ်တဲ့လုံခြုံမှုတွေနှွေးထွေးမှုတွေပေးနေတာဖြစ်တဲ့ကြောင့်သူတို့ကိုယုံကြည်လိုက်ပါတဲ့သူတို့ကကောင်းမွန်တဲ့နေရာကိုလက်ပြပေးမှာဖြစ်ပါတယ်တဲ့နောက်တော့ကိုယ့်ရဲ့အတိတ်ဘွားကတော့ဆက်ခဲ့တဲ့မေတွေပေါ့နော်အမေတွေပေါ့နော်အမားသားရဲ့ energy အမေရဲ့မိခင်ရဲ့ energy ကနေဆောက်ရှောက်ပေးနေတာဖြစ်တယ်အဲ့တော့ခါကြတော့ကိုကလည်းလက်ရှိဘွားမှာမိခင်လည်းဖြစ်မယ်ထုံးမို့လဲကိုမိဘတိတ်ဘွားတော့ဆက်ခဲ့မိခင်ဟောင်းနေနော်ဒီမိခင်နဲ့ပတ်သက်တဲ့မှာအမျိုးသမီး energy ပေါ့ဆိုလိုတာမိခင်လည်းဖြစ်မယ်အဖွားလည်းဖြစ်မယ်ဒီလိုမျိုးတွေကကိုကိုဆောက်ရှောက်ပေးနေတာဖြစ်တယ်နောက်တစ်ခါကြတော့ဗာလဲဆိုတဲ့ခါကြတော့ကိုမှာဘောနော်ရှေးတုန်းကဘောနော် ancestor တွေဆိုရှေးတော့ Asia Wilson နဲ့ပတ်သက်ပြီးတော့ကိုမှာ secret တွေလျှို့ဝှက်ချက်တွေရှိတယ်
ကိုယ့်ရဲ့အခုဘဝလူဘဝကိုရောက်လာတဲ့ခါကျတော့လူဘဝကိုရောက်လာတဲ့ခါကျကိုမေ့သွားရှိရပေါ့နော်မေ့သွားတိတ်ကပတ်သက်ပြီးကိုတင်ယူရတာလေးလာခဲ့တာပတ်သက်ပြီးတော့ wisdom တွေမေ့သွားရှိတော့ပြန်လဲပြီးတော့နက်နက်ရှိုင်ရှိုင်ပြန်သိဖို့အတွက်ပြန်လဲချိတ်ဆက်ပြီးတော့သွားမှာဖြစ်တယ်တဲ့နော်ဟဲ့ကိုရဲ့လျှို့ဝှက်ချက်တွေရှိတယ်ကိုတင်ယူခဲ့တာတွေရှိရဲကိုမှထူးခြားချက်တွေရှိတယ်ပါရမီတွေရှိတယ်အားရနဲ့ပတ်သက်ပြီးတော့ကိုကအခုချိန်မှာတော့လူဘဝရဲ့ခက်တာလောက်လာတဲ့ခါမှာ loss ဖြစ်သွားတယ်ပေါ့နော် memory တွေ loss ဖြစ်သွားတယ်ဒါနဲ့ပတ်သက်ပြီးတော့သူတို့ကနေပြီးတော့ကိုကအထက်ပိုင်းဆိုင်ရာပုံကိုယ်တွေကနေလိုက်ပြီးတော့ချိတ်ဆက်ပေးမှာဖြစ်တယ်တဲ့ကိုကပေါ့ deeper ပေါ့နော်သူတို့ပြောတဲ့ message ကိုနည်းနည်းနားထောင်နိုင်ဖို့လိုအပ်ပါတယ်တဲ့လေးလေးလက်လက်နားထောင်ဖို့လိုအပ်ပါတယ်တဲ့ကျေးဇူးတင်ပါတယ်ရှင်